ကဲဒီနေ့ကျမရောက်နေနေရလေးကတော့ MRT Yellow Line ရိတ်လန်ဆယ်လီ Station နဲ့မီတာ90အကွာမှာသာရှိတဲ့ IDO Rankenham လန်ဆယ်လီ Station ကွန်ဒိုလေးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီ project လေးရဆိုလို့ရှိရင်အနန္တ developer ကဆောက်လုပ်ထားတဲ့ high rise condo အမျိုးအစားပဲဖြစ်ပါတယ်။ဒီ project မှာအားသာချက်အနေနဲ့ကတော့သွားရေးလာရေးလွယ်ကူတာပဲဖြစ်ပါတယ်။ CBD area ဖြစ်တဲ့ Rama 9ကိုအလယ်တကူသွားလာနိုင်သလိုစူဝနာဘူမီ airport ကိုလည်းကားနဲ့ဆိုလို့ရှိရင်မိနစ်30ဝန်းကျင်ရထားနဲ့ဆိုလို့ရှိရင် Huamat Yellow Line ကနေပြီးတော့ airport railing ကို interchange လုပ်ပြီးတော့အလယ်တကူသွားလာလို့ရပါတယ်။ဒီ project လေးရဆိုလို့ရှိရင် Rankenham Bankapi area မှာတည်ရှိပြီးတော့ရိတ်လန်ဆယ်လီ station ရဆိုလို့ရှိရင်လည်းအနာဂတ်မှာပြီးစီးမဲ့ MRT Orange Line နဲ့ interchange ဖြစ်တာကြောင့်တန်ဖိုးမြင့်တက်လာနိုင်တဲ့ location တစ်ခုပဲဖြစ်ပါတယ်။ facility တွေအနေနဲ့ကတော့ swimming pool, co-working space, fitness gym, garden area နဲ့24 hour security system တွေပါဝင်တာပဲဖြစ်ပါတယ်။The Mobile Gapi Macro လွတ်တက်လိုမျိုး market တည်ရှိတဲ့အပြင်မြန်မာဆိုင်များစွာလည်းအနီးနားမှာတည်ရှိနေတာပဲဖြစ်ပါတယ်။ဒါရင်မကပဲနဲ့ Rankenham University, Assumption University လို့ University တွေ Samitaway Sirina Green Hospital, Rankenham Hospital တို့နဲ့လည်းအနီးစပ်ဆုံးမှာရှိတာကြောင့်သွားလာရအဆင်ပြေတဲ့ location လေးတစ်ခုပဲဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ထိုင်းဘတ်ငွေ2မီလီယံဝန်းကျင်မြန်မာငွေ3,300ကျော်နဲ့စတင်ဝယ်လို့ရပါတယ်။အခန်းမျိုးစားတွေအနေနဲ့ကတော့ Studio 1 bed 1 bed plus 2 bed ဆိုပြီးတော့ရွေးချယ်ဝယ်လို့ရပါတယ်။ဒီအခန်းလေးတွေအကုန်လုံးကတော့ fully fitted ပါဝင်ပြီးသားဖြစ်ပြီးတော့ ready to move in နေထိုင်လို့ရတဲ့ကွန်ဒိုမျိုးစားလေးပဲဖြစ်ပါတယ်ရှင်။
ဒီလိုမျိုး location လဲကောင်း render demand လဲကောင်း future value လဲမြင့်တဲ့ condo လေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ BKK Property Thailand ကိုအခုပဲဆက်သွယ်လိုက်ပါရှင်